ဘဝကကလေးတွေရဲ့အချစ်ရေးအမလေးဒီနေ့ကလေသုံးသက်သားချက်တယ်သူ့အကြိုက်လေသမီးအကြိုက်ကူမလေးအစီသုံးနေအသားတုံးနေအစီတွေဆိုချက်ထားပေးတာသိချလေးကိုဟဲ့အမေဝတ်သုံးသက်သားချက်ထားလားဒီပြောစရာကြီးတော့ဘိုင်းမသိမချင်းဝေးချလို့ရနေရပဲနောက်နေ့မှဝေးချတော့ဒီနေ့စားလာအောင်မယ်ဟိုတမီးလေးကဝတ်သုံးသက်သားတွေအစီတွေအစိမ့်တွေထက်ဆောင်မလို့လားဟိုငကူကမှဖတ်တီးလေးဖြစ်နေရတယ်ကြားတယ်သမီးကအဲ့လိုဘာကြီးထိခိုက်နေလို့လဲသမီးမေကသမီးကိုအများကြီးကျွေးနိုင်လို့ကိုယ့်ကိုစားနိုင်လို့ဘာဖြစ်လို့လဲဟိုအဲ့လိုလည်းမဟုတ်ဘူးလေကွယ်ဟိုတမီးလေးကိုလည်းလင်ကောင်းသားကောင်းလေးရစီခြင်းသေးတယ်လေဟိုအခုခေတ်ကသိရမလားအဲ့လိုလေးမှဘဲကောင်းကောင်းရတာအဲ့ဒီဒီတဲ့ရောက်နေပြီဘာဖြစ်လို့ယောက်ျားမရှိအန်တီအပြိုကြီးကိုထိန်းသိမ်းထားတယ်လေတမီးသူများကြပြောပြီးတော့တမီးမရောဘဲရှိလို့လားအန်တီမမရှိသိမ်းမရှိရဲ့ကိုရဲ့တဲလေးအကြိုက်ဝက်ကောင်ညင်းနဲ့ကောကြော်ဝဲလာတယ်ဒါမှတော့ကိုကွာ You see Andy This is my cuckoo အခုဒိုင်စားပြရည်ဆိုလို့ရှိရင်စိတ်ကြိုက်စားပြီးတော့ဒါလေးတောက်လိုက်ရုံပဲအဆင်ပြေနေအနည်းမရှိလားအဲ့လိုအန်တီတေဆုံးလိုက်တမီးဆွမ်းလိုက်တာခေစမ်းကြီးတကယ်တော့အန်တီတေဆုံးဖို့အန်တီတွေးဆုံးနေရမြာလူရင်မကိုင်ပါရညာရမီဝဲဘူးလို့ဒီတကြမကိုဒါမီဝဲဘူးလို့ဒီရင်ခွေမယုံယုံကြည်ကြည်ဒီနေဖို့ဆိုကိုရဲ့ကျန်နာလေးကိုအစင်မီဝဲလို့နုပြုံး